မင်္ဂလာပါဒီနေ့ဆရာမတို့ unit 8ကိုဆက်ပြီးတော့သွားမယ်နော်ရှေ့ရက်မှာ lesson 5 ပြီးပြီဒီနေ့တော့ lesson 6 this is my family this is my family ဆိုတာက my family ကျွန်တော်ရဲ့မိသားစု this is ဒါဟာကျွန်တော်ရဲ့မိသားစုဖြစ်တယ်တဲ့ပြောမယ်ဆိုရှင်เนาะအိမ်တစ်အိမ်မှာမိသားစုတစ်ခုမှာနေ့စဉ်ပြောနေကြပုံစံလေးပေါ့နော်အဲ့လိုမျိုးလေ့လာရမှာဖြစ်တယ်ကဲ listen and say နားထောင်ပြီးတော့လိုက်ပြောကြည့်မယ်နော်လိုက်ဆိုကြည့်မယ် good morning how are you နောက်တစ်ခါပြောမယ် good morning how are you I'm fine good morning မင်္ဂလာနေ့ခင်ပါ how are you နေ့ကောင်းလား I'm fine ကောင်းပါတယ်တဲ့ကဲပြီးရင်အောက်ကအဲ့ဆိုကြည့်မယ် this is my mother her name is Domumu နောက်တစ်ခါဆိုကြည့်မယ်နော် this is my mother her name is Domumu this is my mother ပါလေ motherအမေဒါဆို this is my mother ဒါဟာကျွန်တော်ရဲ့အမေပါတဲ့ her name ဆိုတာပါလေနာမည် her သူမရဲ့နာမည်ကတော့တဲ့ဒေါ်မူမူဖြစ်ပါတယ်တဲ့နော်ကဲဒီမှာ Hi I'm Peter nice to meet you Hi I'm Tira ကျွန်မက Tira ပါ nice to meet you တွေ့ရတာဝမ်းသာပါတယ်တဲ့ကဲဒီမှာမမေကတော့ hello လို့နှုတ်ဆက်တာပေါ့နော်မကောင်မလေးကတော့သူက Tira ပါတွေ့ရတာဝမ်းသာပါတယ်လို့ပြန်ပြီးတော့ပြောတယ်ကဲ picture 3ကြည့်မယ်ကဲ this is my father his name is Usoton His name is Usoton. Father ဆိုတာဘာလဲ Father ဆိုတာအဖေဆိုတော့ this is my father ဆိုတော့ဒါကျွန်တော်ရဲ့အဖေပါ His name ကဲဒီမှာတွေ့ပြီ his ဘာလို့ his ကိုသုံးတာလဲအဖေဆိုတော့ his ကိုသုံးမှာပေါ့နော်အဖေကယောက်ျားလေးဆိုတော့ his ကိုသုံးတယ်သူရဲ့နာမည်ကတော့ Usoton ပါတဲ့ Nice to meet you Nice to meet you တွေ့ရတာဝမ်းသာပါတယ် Nice to meet you တွေ့ရတာဝမ်းသာပါတယ်ကဲ picture 4ကြည့်မယ် This is my sister Her name is Matusa Sister ပါလေsister ကအမဒါဆို this is my sister ဒါကကျွန်တော်ရဲ့အမဖြစ်ပါတယ်လို့ပြောတာ her name is Matusa ဒီမှာတွေ့ပြန်ပြီဟာဘာဖြစ်လို့လဲ main ကလေးဖြစ်လို့ဟာကိုသုံးတယ် her name သူမရဲ့နာမည်ကတော့ Matusa ဖြစ်ပါတယ်တဲ့နော် nice to meet you Nice to meet you တွေ့ရတာဝမ်းသာပါတယ် Nice to meet you တွေ့ရတာဝမ်းသာပါတယ် Do you like fish L I K E like ပါလေကြိုက်တယ် Do you like fish ကရောငါကဲဒီမှာမေးခွန်းပုံစံဖြစ်တဲ့အတွက်မင်းငါကြိုက်သလားလို့မေးတာနော်ဒီမှာ Yes I do Yes I do ဟုတ်ကဲ့ကြိုက်ပါတယ်လို့ပြန်ပြောတာကဲဒီမှာထမင်းတွေဘာတွေစားတော့ပြောရတော့ picture 6မှာပြန်ကြပြီပြန်တော့ဘယ်လိုနှုတ်ဆက်လဲ goodbye နော် goodbye ကဲကလေးတို့လည်းနော်တယောက်နဲ့တယောက်အပြန်နှုတ်ဆက်တယ်ဆိုလို့ရှိရင်ဘယ်လိုနှုတ်ဆက်ရမှာလဲ goodbye ရမယ်နော်